အပြီးတော်မှာမလားဂျာကြီးကြည့်ပါမယ်ကျွန်တော်လည်းအကျင့်တွေပါတယ်လာမမြအပလက်တက်ကိုအပြစ်မရှာဘဲနဲ့ထာဝရသစ္စာတရားလေးနဲ့ပေါ်ပြတင်ဆက်သွားတယ်ဂရိသရီဘီယာအကအဖွဲတားငယ်သမီးငယ်လေးတွေကိုဂရိသရီအတန်းပိုင်းဆရာမဒေါ်စိမ့်မြမော်နဲ့မိဘများကသုံးသိန်းကျပ်တီးကျွန်တော်တို့စင်ချာတို့ကျွန်တော်တို့433တော့ကျောင်းသားမိဘများလည်းရှိတော်မူစာတင်ပို့ထားပါတယ်အခုလိုချင်းချင်းပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါကြောင်းအမကစိတ်ပညာရေးမိသားစုကကိုစားကြွကြပါပါတယ်ထာဝရသစ္စာG3 ပြီးကျွန်တော်တို့ G4 အမဒါမစိတ်မဆိုးတဲ့